ပေးပါတယ်အမြဒီတော့မိကြပါတော့နော်ဒါတို့နေချက်သိနေထားရတယ်ဟာအခုဆိုရင်တော့ဒါဒီနေ့ကဘန်ကောက်ကိုဝင်မဲ့9ရက်မြောက်နေ့ဖြစ်ပါတယ်ပြင်စမမြောက်နေ့ပေါ့နော်အခုကမနေ့7နာရီတို့တော့မယ်ဗျာ7နာရီလို့ပဲဆိုပါတော့နော်ဟိုမနေ့ကအစောကြီးဘလို့မှထားလို့မရဘူးဘလို့မှသွားလို့မရဘူးဘာလို့ဆိုတော့မိုးတွေအရမ်းရွာနေတာရဲဆက်ရွာနေတာအဲ့ဒါ10နာရီလောက်ကမှမိုးတိတ်သွားတယ်တော့ခဏဆက်ဆောင်ကြည့်လိုက်အောင်မယ်ဆိုပြီးတော့နိုင်ဝက်လာဆက်ဆောင်ကြည့်နေတာပေါ့နော်အခုတော့နေလေးပြန်လဲပွင့်လာထွက်မယ်ဆိုပြီးတော့မှအခုမှထွက်မှာပါ88ကီလိုမီတာပါ90ကီလိုမီတာ90နီးပါပေါ့နော်90ပဲဆိုပါတော့ဘန်ကောက်ကိုနေရမှာဖြစ်ပါတယ်နောက်ဆုံးပေါ့နော်စံချိန်တင်မို့လို့အတွက် fighting ကျွန်တော်တို့မြန်မာ cyclist မြန်မာစပိန်သမားတွေထဲမှာချင်းမိုင်နေဘန်ကောက်ကိုဘယ်သူမှရောက်အောင်မနေဘူးသေးဘူးဘယ်သူမှမဖြစ်ဘူးသေးဘူးမရောက်ဘူးသေးဘူးကျွန်တော်ပထမဦးဆုံးချင်းမိုင်တူဘန်ကောက်ထိုင်းနိုင်ငံမြောက်ပိုင်းကနေထိုင်းနိုင်ငံတောင်ပိုင်းကိုရအောင်နင်းခဲ့တဲ့တကူတော့နင်းခဲ့တဲ့ record ပေါ့နော်ဒီနေ့ယူမှာပါအားလုံးကျေးဇူးတင်ပါတယ် like ခဲ့ပေးပါဦး yes let's go အယုဒ္ဓယမြို့ကြီးကိုနောက်မှအေးစစ်စစ်လာလဲပါအောင်မယ်ဗျာအယုဒ္ဓယမြို့မှာအရန်လှတဲ့နေရာတွေအရန်လှတဲ့ view တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အခုကကျွန်တော်ကဘန်ကောက်ကိုရောက်အောင်နင်းတာမို့လို့ရောက်ဖို့လို့အတွက်အဓိကထားတာမို့လို့ကျွန်တော်အဲ့ဒီကျန်တဲ့နေရာတွေကိုကျွန်တော်မဝင်ပြနိုင်ဘူးပေါ့နော်ဒါပေမဲ့နောက်ကျရင်အေးစစ်စစ်ကျွန်တော်စပိန်နဲ့မဟုတ်ဘဲနဲ့အဲ့လိုယထာနဲ့ဖြစ်ကားနဲ့ဖြစ်ပေါ့နော်စနီတက်လာပြီးတော့မှကျွန်တော်အဲ့ဒီအယုဒ္ဓယနေရာစုံတော်များများကိုကျွန်တော်လိုက်လဲပါအောင်မယ်မိတ်ဆွေတို့လိုက်ပြပါအောင်မယ်အခုကတော့ကျွန်တော်ဘန်ကောက်ကိုပဲအဓိက target ထားတာဖြစ်တဲ့အတွက်ချင်းမိုင်တူဘန်ကောက်ကိုtarget ရောက်ဖို့လို့အတွက်ပဲကျွန်တော်ကြိုးစားတာပါနောက်ကြမှာကျွန်တော်တေချာပြမယ်ပေါ့နော်အယုဒ္ဓယကိုလည်းပဲပြန်လာမယ်အဲဒီကြံခဲ့တဲ့မလေပေးလိုက်ရတဲ့နေရာတွေပေါ့နော်အခုလာခဲ့တဲ့လမ်းတစ်လျှောက်မှာအဲ့ဒါတွေအကုန်လုံးကျွန်တော်ဒီနေ့အသက်ပြန်လာပြီးတော့မှမိတ်ဆွေတို့ပြန်လိုက်ပြပါမယ်အယုဒ္ဓယမြို့ကြီးလည်းအခုမနေ့မှတေချာကြည့်ရတယ်အယုဒ္ဓယမြို့လည်းတော်တော်လှတယ်အယုဒ္ဓယချိန်တော့စစ်တိုက်တဲ့အယုဒ္ဓယမြို့သိမ်းတိုက်ပွဲမှာကိုယ်ပါခဲ့လားမသိဘူးအားကြောင့်မလို့ဒီဘဝဒီတော့ပြန်လာပြနေရဒါအယုဒ္ဓယပါဆိုပြီးတော့ဟေးတော့ဒီအခုဆိုလို့ရှိရင်တော့ဒါအယုဒ္ဓယမြို့တွေကတရားကိုစပြီးထည့်ပြီးဖြစ်ပါတယ်ရှေ့မှာလမ်းမေးမှာဒီလိုဒီနောက်ကြရဆိုရင်ဒီအမျိုးပဲကျွန်တော်ရအောင်နော်ဒီနေ့ကတော့မိုးလေးလဲရွာထားတယ်မနေ့ပိုင်းကမိုးလေးလဲအုံနေတယ်ဆိုတော့နင်းရတာပိုကောင်းတယ်ပေါ့နော်ဒီနေ့မနေ့ပိုင်းဒါတွေတော့ဒါတွေကလှေပြက်ကြီးမိုးရထားလို့မိုးအုံနေလို့နင်းလို့ကောင်းပါတယ်အခုဆိုလို့ရှိရင်တော့ဒီမှာ what mora chat ဆိုရဲmora chat လို့ပဲဖတ်မှတ်တယ်ဒီမှာရှေးဟောင်းဖျားတဆူကိုဝင်ပြမှာဝင်ကြည့်မှာပဲဖြစ်ပါတယ်ဒါကတော့အယုဒ္ဓယမှာရှိတဲ့ရှေးဟောင်းဖျားပဲဖြစ်ပါတယ်ဒီဖျားဆိုလို့ရှိရင်ကျွန်တော်သွားနေတဲ့လမ်းကြောင်းရဲ့ဘေးမှာပဲလွယ်လွယ်ကူကူမြင်ရတာဖြစ်တဲ့အတွက်အထက်ဝင်ကြည့်တာပေါ့နော်မိတ်ဆွေတို့လည်းအထဲကိုလိုက်ခဲ့ပါအောင်အထဲ
ချက်ဝင်ပြီးတော့မှတဆူပဲပေါ့နော်ဒါကတော့ဖျားတဲ့ကိုဝင်တဲ့အနောက်ပေါက်မုတ်ဦးသေးလေးပဲဖြစ်ပါတယ်ဟိုရှေ့မုတ်ဦးပေါက်ကတော့ပိတ်ထားတယ်ထင်တယ်ဟိုဘက်မှာမုတ်ဦးအကြီးတော့လှမ်းမြင်ရတယ်ဒီထဲကနေပဲပတ်ပြီးတွားကြည့်မယ်ခဏနေဒီမှာလူတွေလည်းရှိတယ်ဗျဟိုမှာတက်ပုံရိုက်ပါညာနဲ့တွေ့ရတယ်ဟုတ်နော်ဒါအယုဒ္ဓယမြို့ဟောင်းရဲ့မြို့ဟောင်းထဲမှာရှိတဲ့ရှေးအောင်ဖျားတဆူပါဒီဖျားရဲ့ပရဝုံကတော်တော်တော့ကျေတယ်ဗျကျေရွယ်ဟိုးရှိမှတွေရောရှိသေးတယ်ပေါ့နော်ပေါ်တော့တက်လို့မရဘူးထင်တယ်ပိတ်ထားဒီကားပေါ်တက်လို့မရဘူးဒီဟိုးရှေ့ရမြင်ရတဲ့ကားလမ်းသွားကျွန်တော်ဖြတ်လာတဲ့လမ်းပေါ့နော်ဆိုတော့လမ်းဘေးမှာဒီဖျားရှိပါတယ်ဖျားရင်မြင်ပေါ်မှာဒီမှာမြက်တွေတော့ပေါ့ဒီထဲကိုတစ်ချက်ဝင်ကြည့်အောင်မဒီထဲမှာဘာတွေရှိမလဲမသိထဲမှာဘာတွေရှိမလဲရုပ်ပွားတော့ပျက်စီးတွေပဲရှိတယ်စိတ်တော့စိတ်ဝင်စားဖို့ကောင်းတယ်နော်ဒါဖျားဥကောင်းတော့ရှေးဟောင်းလက်ရတွေပဲရှေးဟောင်းသမိုင်းဝင်စီးတွေပေါ့နော်ဒါကတော့ဒီဘက်ကဒါရှေ့ဒီဖျားရဲ့ရှေ့အပေါက်ပေါ့နော်ရှေ့ဝင်တဲ့မုတ်ဦးပေါက်ဝါဖြစ်ပါတယ်ဒီဟာကတော့ဒါဖျားရဲ့မုတ်ဦးအဝင်ဒီကနေစပြီးဝင်ရတာပေါ့နော်အခုကတော့ဒီကနေဝင်လို့မရဘူးဟိုနောက်ကနေလှည့်ပတ်ပြီးဝင်ရတာပေါ့နော်ဒီဇီဆိုလို့ရှိရင်လည်းဒီခေါင်းလောင်းတော့ပေါ်ကမရှိတော့ဘူးပေါ့နော်သူကြတယ်ဒီမှာလည်းနောက်တစ်ခုဒိတ်ဘွားကတော့ဆက်ခဲ့ဘူးလေစင်မျိုးပေါင်းတဲ့စင်မျိုးညာတီပေါင်းတဲ့အားလုံးအမြပေးဝေပါတယ်ကျွန်တော်ယခုဘဝပြုခဲ့တော့ကုသိုလ်အဆူဆူတို့ကျွန်တော်ရဲ့အတိတ်ဘဝတွေမှာတော့ဆက်ခဲ့တဲ့ဆွေမျိုးညာတိပေါင်းတင်အားလုံးဒီနေရာအိဌာနမှာရှိနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်ပြုခဲ့တဲ့ကုသိုလ်ကိုအမြယူနိုင်ပါတယ်အမြပေးဝေပါတယ်တဘောအားစားလုံးကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးပြုခဲ့တဲ့ကုသိုလ်အားလုံးကိုကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးအမြပေးပါတယ်အမြပြီးတော့မိကြပါတော့နော်ဒါတို့နေချက်သိမ်းနေထားရတာဟူးတကယ်ချက်သိမ်းထားအမြပြီးတော့မိကြပါတော့နော်ဒါတို့အမြယူတော့မူကြပါကုန်တော့ဒါတို့ဒီဖျားထဲမှာအေဂျင့်တိတ်ဆိတ်မှုအပြည့်ရှိပါတယ်ဆိုတော့ချိန်နဲ့လင်းသွားမှဆိုလို့ပြန်ထွက်တော့မယ်ပေါ့နော်ဓာတ်ပုံလေးပါညာခဏရိုက်ပြီးသွားလို့ရှိရင်ပြန်ဆက်ပြီးတော့ထွက်ပါမယ်ထွက်လာတဲ့ချိန်ကလည်း17နာရီဆိုတော့နောက်ကျနေပြီပေါ့နော်အဲကြောင့်မလို့ဓာတ်ပုံလေးရိုက်ပြီးရမယ်ပြန်ထွက်လာပါတယ်
ကျော်ဖြတ်ရမယ်မိုးလေးအောင်နေတော့ရှယ်နေလို့ကောင်းတာမောလို့မောမှလည်းမသိဘူး Yes today I have arrived to Bangkok the first cyclist from our country Burmese cyclist Yes come onဆိုတော့ဒါကတော့တရုတ်ကြောင်တစ်ကြောင်ဖြစ်မယ်ဒါဒီလိုတော့မဝင်တော့ပါဘူးเนาะငါ့ကိုပဲဆက်နေတော့မှာဝါလမ်းဘေးမှာပန်းဝါရောင်နေပဲရမ်းလာဝူးဝါရောင်လေးတွေပဲဝါ crazy ဖြစ်တဲ့ကိုအတွက်တော့တော့စိတ်ကြည်နူးကြီးอ่ะစိတ်ကြည်နေစရာပေါ့နော်ကဲစနေလိုက်ပါအောင်မယ်အရင်ရက်တည်းရဗျာဒီလိုလေးမိုးအောင်ပင်ဘယ်တော့ကောင်းဒီရင်ရှိရက်တည်းဒီတကယ်မှအခုလိုမျိုးတော့မဟုတ်ပါဘူးနည်းနည်းတော့မှပဲဖြစ်ဘူးဒီတက်တာဘူးကတော့ဒီနေ့ကတော့လာနေရတာတက်တာကောင်းတော့ဒီပူလည်းပဲခဏပဲခဏဆိုပေမဲ့အဲ့ပူတဲ့နေရာလည်းမပြင်းဘူးမပူဆိုတော့နင်းလို့ကောင်းပါတယ်ဒီနေရာမိုးလေးအောင်တော့ဒီလိုမျိုးလေးတွေရိုက်နိုင်တာပေါ့ဗျာရှေ့ရက်ကတရက်မှယူနေရိုက်နိုင်ကိုယ့်အနေကိုအသေးတန်ဆိုတော့နေရာတော့ရိုက်လိုက်နိုင်တယ်ဘာပြောအပူဓာတ်မခံရတာဖြစ်တဲ့အတွက်ရမ်းတက်တာပါတယ်ခဏကိုစွန့်ရနေလည်းပဲမပြောသေးဘူးပေါ့နော်ဟိုင်ဒီမှာသွားနေနေလမ်းဘေးမှာကွင်းထဲမှာဗျမ်းအုပ်ကြီးကိုတွေ့ရတယ်ခဏရက်ပြီးတော့မှဝင်ကြည့်ရပါတော့နဲတာမဟုတ်ဗျမ်းအုပ်တွေ့ကြလားမသိပါဖြူကွေးနေတာဟူးအာယာမိုးလေးအောင်လို့တော်ကျေးဇူးတင်ရပါတယ်အခုဆိုလို့ရှိရင်တော့ဘန်ကောက်ကိုဝင်လို့တိတ်တော့မလို့တော့ဘူးပေါ့နော်ရိုင်းတော့မလို့တော့ဘူးနည်းနည်းပဲလူတော့တယ်ဗျရှေ့ကိုနည်းနည်းဆက်သွားမယ်ဆိုလို့ရှိရင်တော့ဒါဘန်ကောက်သွားမယ်လမ်းပေါ်ရောက်ပြီဘန်ကောက်လမ်းမပေါ်ဝင်ပြီပေါ့နော်ဘန်ကောက်သွားမယ်လမ်းခွဲပါနော်တက်လိုက်ရတာဟူးစင်ကဘေးလိုဘဝပြောပါဖို့ရာ
လွယ်ပါတယ်ကိုရတာနဲ့ချင်းတီရောက်ရဲ့စာချင်မှာဝယ်စားမယ်ကျွန်တော်လမ်းမဝါတာနည်းနည်းလေးဒါမဲ့တမျိုးတစ်ခေါ်ကြီးပြန်ပတ်ရတော့မယ်ဟိုးအာရလမ်းမဝါတာဟိုးမြစ်ကမ်းကြီးတွေပါရောက်တယ်ရောင်ကြားတွေဒီရောက်ပြန်တွေ့ရတယ်ဘာတစ်ပတ်ဒီတစ်ပတ်ကြီးဒါတွေကတော့မကောင်းမျိုးကြီးရဲ့အဆက်ပေါ့နော်မကောင်းမျိုးတော့ရောက်နေပြီလူတွေလည်းမရောက်ဘူးနော်ဆက်နေပါမယ်ကတော့ဒါမိတ်ဆွေတို့မြင်လိုက်ကြတာဒီစီးတက်စီးလေးဆင်းရောက်နေပါရဲ့ဒီစီးပြပါတယ်ရှင်းမရှိရတာဘာမျိုးရဲ့စီးပေါ်နော်ဝါရောက်နေစေရတောင်အောက်ထဲမှာတော့မိုးတွေရွာထားပါတယ်မြို့ထဲမှာမိုးတွေရွာနေတာပြောစရာကြီး။ငါမြို့တွေကဝင်လာတော့ကြာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်သွားမယ့်ရှိကိုရောက်ဖို့ကလိုသေးတယ်20 ကီလိုမီတာလောက်လိုသေးတယ်မိုးတွေကတော့ရွာနေတော့မယ်ရှေ့ရွာနေတာဘန်ကောက်ကအရန်ကြီးတဲ့မြို့လည်းဖြစ်တယ်ပြီးတော့မှထိုင်းနိုင်ငံမှာလေဘယ်မှာပဲဖြစ်ဖြစ်မိုးကရွာခြင်းတဲ့နေရာမှာရွာတယ်ကွက်ကြားမိုးတွေပေါ့နော်ဆိုတော့မဲဆောက်မှာလည်းဒုံလူတကောင်းမယ်ချင်းမိုက်မှာလည်းဒုံလူတကောင်းမယ်မိုးကရွာခြင်းတဲ့နေရာမှာရွာတာပေါ့နော်ရွာခြင်းတဲ့နေရာကျရင်လည်းမရွာပြန်ဘူးအဲ့လိုမျိုးဆိုတော့ချိုးတဲ့နေရာတွေဆို6တဲ့နေရာတွေ6တယ်ဒါပေမဲ့နေရာတော့မပူပါဘူး။ရန်ကောင်းပါတယ်နေပူတဲ့အတွက်ဘုရားမင်းကိုကျေးဇူးများကြီးတင်ပါတယ်။ဘန်ကောက်ကကားတွေကတော့ပူချမ်းနေပါတော့။အဲ့လိုမျိုးကပ်ပြီးတော့မှဆိုတော့ရန်လည်းပဲရှေ့ပြီးပြီးပါတယ်အမြင်ရမ်းများတယ်ရန်ပြီးဆက်ပါတယ်လမ်းကိုတက်တိုင်းတော့ကပ်ပြီးတော့နေရတယ်ပေါ့နော်ကင်မရာလေးချဆက်ပြီးရနေတော့မြို့ထဲမှာလမ်းကအရန်ရှုပ်ပါတယ်လမ်းခဏပါတယ်ပေါ့နော်အခုကမှကပြတဲ့အတိုင်းတေချာကြီးစိုက်ပေါ်နေပါတယ်ဒါလည်းကျွန်တော်ဘန်ကောက်မြို့ထဲမှာ3ချိန်မြောက်လား4ချိန်မြောက်လားဒီလမ်းမာတဲ့နေရာပါ
ကံကောင်းမှာမိုးကတော့ရှည်ရွာပါတယ်မန်တောင်ရွာတာပါညမတောင်ရွာတာပါမိုးဝင်ခိုးနေပါနော်အာယာမိုးရွာရင်မိုးရေချိုးမယ်မမေလာရင်လို့ဆိုမယ်ဖေးဖေးလာရင်တော့ဒီခွဲတာအာရှေ့ရွာတာဟေးတော့ဘူးဒီကိုမသိဘူးတော်လူထုတ်တော့မယ်သွားမယ်ကြီးอ่ะနေမောင်တော့မှာဒါမိုးဝင်ခူတဲ့နေရာတော့ဒါရှိုးရုံခူတော့ပေါ့နော်ဒါရှိုးရုံအပြာလို့ပြောဒါတတိလာချနေတာဖြစ်ပါတယ်ဒီကားလာချတဲ့ဥစ္စာကိုကတော့ဘိုးကမိလို့မရဘူးနော်ဖျားမှာဒီကတော့ဘိုးကြီးတော့ပြီးတော့ဒီလိုပါတော့ဘိုးထူတယ်မိုးလေးလည်းနည်းနည်းပါပြီဆိုတာနဲ့အခုလိုမျိုးပဲဆက်ပြီးထွက်ခဲ့ရပေါ့နော်ဆက်ဆောင်လို့တော့မရဘူးမောင်သွားမယ်ပေါ့နော်ဒါကြောင့်တန်းထွက်လာတာဖြစ်ပါတယ်မိုးလည်းနည်းပါပြီဆိုတာနဲ့တက်နေတာဖြစ်တဲ့အတွက်အတန်းကိုမထွက်နိုင်ဘူးပေါ့နော်ဒါတရားအတက်ကိုဖြည့်ပြီးတော့နင်းနေရတာပါကင်မရာတော့ဒီတိုင်းပဲချိန်လည်းမချိန်နိုင်ဘူးတိုင်းတည်လာတာဖြစ်ပါတယ်ဆိုတော့ဒီတရားကြီးကတော့ဒါနာမည်ကျော်ကြောက်ဖရာမြစ်ကြီးရဲ့တရားပဲဖြစ်ပါတယ်ဒါပေါင်းများစွာရှိရပေါ့နော်ဒါပေမဲ့ဒါကျွန်တော်သွားနေတဲ့လမ်းကြောင်းရဲ့ကြောက်ဖရာမြစ်ကိုဖြတ်ရတဲ့တရားပေါ့တော့ဒါကကြောက်ဖရာမြစ်ဖြစ်ပါတယ်မြစ်ထဲမှာတော့တင်မောတွေပြောစီတင်မောတွေမတော်ဘုတ်တွေအစုံရှိရပေါ့နော်အဲကျွန်တော်လမ်းသွားနေရဖြစ်တဲ့အန်ရများလို့တေချာတော့မရိုက်ခဲတော့ပါဘူးသူဆိုရင်တော့ဒါမြို့လေကောင်းတို့ရှိမှစုလေးပញ្ញနာလို့မျိုးခင်ဗျာပញ្ញနာလို့မျိုးတို့နေရာရောက်ပြီပေါ့နော်ကဲရောက်ရှိပါပြီရောက်ရှိသတင်းပို့ဆိုတော့သတင်းပို့ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာအတင်းနဲ့တုတ်လိုက်အောင်ပဲပေါ့နော်ဗာလဲဆိုတော့ကျွန်တော်ဒီထိုင်းတောင်ပိုင်းကလူတွေကထိုင်းနေရနည်းနည်းရိုင်းကြတယ်ဗျမြောက်ပိုင်းကလူမျိုးတခြားနေတွေကလူမျိုးမရင်ချေးကြဘူးပေါ့နော်အဲ့ဒါလေးပြောပြတာပါငေါင်းပြူတယ်သမင်းနေရတာရှိတာ
တာပါကျွန်တော်ချင်းမိုင်ကနေဘန်ကောက်ကိုတဘူတော်စံစားခီးထွက်တဲ့စပိန်နှင်းခီးစဉ်မှာပေါ့နော်အခုဒီခက်ခဲကြမ်းတမ်းတဲ့အနေများတဲ့ဒီခီးစဉ်ကိုကျွန်တော်အောင်မြင်စွာဆုံးသက်လိုက်နိုင်ပါပြီဆိုတော့ဒီခီးစဉ်ကိုဒီမှာပဲကျွန်တော်အဆုံးသက်တယ်ပေါ့နော်ကျွန်တော်ရဲဘော်များကျွန်တော်မိတ်ဆွေများအားလုံး fighting မှာမဖြစ်နိုင်တဲ့ခီးမဖြစ်နိုင်တဲ့အလုပ်ကိုဖြစ်အောင်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်ဖြစ်အောင်လုပ်နိုင်ခဲ့တာပေါ့နော်ပြီးတော့ကျွန်တော်ဒီခီးစဉ်ကိုပေါ့နော်စပြီးတော့မှထွက်တဲ့အချိန်တော့ငါများရောက်အောင်သွားမယ်ငါမဖြစ်အောင်သွားမယ်ဆိုပြီးတော့မှစေကူတွေကနေအဋိဌံပြုတ်ပြီးတော့မှလာခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံစပိန်သမားတွေထဲမှာပေါ့နော်ချင်းမိုင်ကနေဘန်ကောက်ကိုစပိန်နဲ့လာဘူးတာရောက်ဘူးတာကျွန်တော်ပဲပထမဦးဆုံးပေါ့နော်ကျွန်တော်ပထမဦးဆုံးဖြစ်ပါတယ်အဲဒီပထမဦးဆုံးဆိုတဲ့မတန်ကိုကျွန်တော်အခုတင်ခဲ့ပြီပေါ့နော်မဲဆောက်ကနေပြီးတော့ဘန်ကောက်ကိုတော့အရင်ကျွန်တော်တို့စပိန်သမားတွေရဲ့သမိုင်းမှာရှိခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့ချင်းမိုင်နေဘန်ကောက်တီတော့မရှိဘူးဆိုတော့ကျွန်တော်ကပထမဦးဆုံးပါတော့ဂုဏ်ယူပါတယ်အဲ့ဒီအတွက်လည်းပဲနောက်ခီးစဉ်နောက် blog တွေမှာပြန်တွေ့မယ်နော်အားလုံးပဲဒီနေရာနေပြီးတော့မှဒီခီးစဉ်အတွက်သုံးဆက်ချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံး fighting ဝလက်ဟဲ့